မွန်းဆိုင်ရပေါ့နော်ဒီလမ်းမတန်းဆိုတော့ဆူညံတန်လေးတွေရှင်တော့နေ request လုပ်တယ်ပေါ့နော်အဲ့တော့ Holly စမယ်ကိုအတွက်ကဒီဟာဘာလဲဆိုတော့လက်ရှိမှာကနည်းနည်းလေးပေါ့နော်စိတ်ဆင်းရဲမှုလေးတွေဒါကိုတိုင်းတော့၎င်းသူများဆုံးရှုံးမှုတော့၎င်းပေါ့နော်ဒါနဲ့ပတ်သက်စိတ်ဆင်းရဲမှုလေးရှိမှာဆိုတော့မွန်းကန်လေးကြည့်ပေးထားပါတယ်အဲ့တော့တော်တော်များများအတွက်ဒီအချိန်မှာဘယ်လိုဖြစ်လဲဆိုတော့ကြတော့ကောင်းတာလေးတစားတစားဖြစ်လာမဲ့ကံပုံစံနေထားတော့တွေ့တယ်ဒီမှာကအဲ့လိုပြောလို့ပေါ့နော်ဒါကိုအကောင့်ဘက်ကဖြည့်ပြောနေပုံစံနေထားတော့မဟုတ်ပါဘူးဒီနေရာမှာကိုတက်ကဒါတနင်္လာအင်္ဂါဗုဒ္ဓဟူးပေါ့နော်မွေးသူတွေအတွက်ကကြတော့ကိုအနေထားရမှာနည်းနည်းလေးမျောလင်းချက်တွေနဲ့ပတ်သက်လို့ရှင်းတန်မှုလေးတွေတေချာလေးပေါ့နော်လှုပ်ချင်ကိုင်ခြင်းနဲ့စိတ်ပုံစံလေးတွေဒါမျိုးလေးအတွက်ကိုခွန်အားရှိစေမယ်ဆိုရယ်ပုံစံနေထားမျိုးဖြစ်တယ်ပေါ့နော်တင်းလာအင်္ဂါဗုဒ္ဓဟုဆိုတော့ရာဟုလဲပါတာပေါ့နော်ဒီအတွက်ကိုအဲ့တော့ကြာတာပေးတောက်ကြစနေတနင်္ဂနွေနေပေါ့နော်ဒီအတွက်ကြတော့ဗာလေးတွေဖြစ်နိုင်မလဲဆိုတော့ကြတော့ကို့အတွက်ကကိုယ်စိတ်ကို control လုပ်ရမယ့်ချိန်ပေါ့စိတ်ကို control လုပ်မယ်တစ်ဖက်မှာကိုတိုင်းရဲရင်မှုကိုတိုင်းတွန်းလှန်ပြီးတော့ပေါ့နော်အဲ့လိုတွားတဲ့ပုံစံမှမူတည်ပြီးတော့အကောင်းဆုံးလေးတွေဖြစ်မယ်ပေါ့ဒါမျိုးလေးတွေရှိတယ်အဲ့တော့ new chapters new ဘောနော်ကိုအတွက်ကို new relationship တစ်ဖက်အားဖြင့်ကိုအတွက် new တော့ဘောနော်အဲ့လိုမျိုးအလောက်ကိုင်းစတော့အရာတွေအခွင့်အလမ်းတွေဒါမျိုးလေးတော့ဖြစ်မြောက်ဖို့ရှိတယ်ဒီနေရာမှာတစ်ခုရှိတာဗာပြောချင်လဲဆိုတော့စိတ်ကစမ်းသပ်မှုတွေလာမယ်ကိုယ့်ဘဝမှာစိတ်ရဲ့စမ်းသပ်မှုတွေအောင်မြင်နိုင်မှာအကောင်းဆုံးပုံစံဖြစ်မယ်ဆိုရင်နမိတ်ပုံစံနေထားမှလည်းကြားရောက်မယ်တစ်ဖက်မှာကိုရုံးကန်နိုင်တဲ့တွန်းကန်နိုင်တဲ့ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ပတ်သက်ပြီးတော့အဆင်ပြေကောင်းမွန်ခြင်းမျိုးကြုံတွေ့နိုင်တဲ့သဘောရှိအဲ့တော့ထူးထူးခြားခြားပုံစံနေထားရဆိုရင်ဒီမှာနှစ်ပိုင်းခွဲပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်တစ်ဖက်မှာကိုယ့်အနေထားရကိုကအကောင်းမွန်ဆုံးဖြစ်ဖို့ကိုယ့်ရဲ့လက်ရှိစိတ်နေထားမှာအရင်စိတ်ကျဉ်ကျက်နေတယ်မွန်းကျက်နေတယ်ဆိုရင်ဒီຢာရီအတွက်ကိုနောက်ထပ်3လအတွင်းမှာပေါ့နော်အဆုံးဖြတ်အနေထားတစ်ခုလေးတွေဖြစ်ဖို့ရှိတယ်ကိုယ့်ရဲ့စိတ်ပုံစံနေထားမှာတွေ့ဝေခြင်းပေါ့နော်ပြီးတော့တစ်ဖက်မှာကိုလိုချင်တဲ့အရာတွေအားလုံးအတွက်ပေါ့နော်အရင်ဖြစ်ချင်တဲ့စိတ်ဆန္ဒရှိရင်ကြတော့ဒီအရာတွေအတွက်ကအခုမွန်းစီဟောစမ်းရပြီး6လပိုင်းအတွင်းမှာပေါ့တေချာလေးကောင်းမွန်တဲ့တည်မြဲပုံစံနေထားတော့ရဖို့ရှိတယ်အဲ့တော့မွန်းနေနဲ့အကြံပေးချင်တာကတော့ကိုအနေနဲ့ဖြစ်ချင်တဲ့အရန်များတဲ့ပုံစံနေထားလေးတစ်ဖက်နေထားရပေါ့နော်အဲ့လိုအရန်စိတ်လောလို့မရဘူးဒီညမှာတွေ့လေဆိုတချို့တွေကကြောက်မလို့ပဲစိတ်နေအရန်လောရပေါ့နော်ဥမာမွန်းကဂျာမျိုးပေါ့နော်ဖြစ်လာမလားဆိုရင်ဖြစ်လာပုံစံနေထားရှိရဆိုရင်ဖြစ်လာပုံစံနေထားအတိုင်းတာဒီအခြေအနေတစ်ခုစောင့်ရမယ်ဒီအခြေအနေတစ်ခုမစောင့်လို့မရဘူးငါတော့မစောင့်နိုင်ဘူးဟေ့ဆိုရင်တော့မစောင့်ချင်မစောင့်နဲ့ဒါပေမဲ့စောင့်လိုက်တဲ့အခါအနေထားမှာကိုယ့်အနေနဲ့အကောင်းဆုံးလေးတွေဖြစ်ပေါ်နိုင်မလားဆိုတာကြောင့်နေထားအခြေအနေကြည့်ပြီးတော့မှကိုယ်ဆုံးဖြတ်ရမယ်ကာလအပိုင်းခြားရဖြစ်မှာကိုကအခုဒါဖြစ်ချင်တာနဲ့ဒါအိတန်းဖြစ်မယ်ဒီလိုရချင်တာနဲ့ဒါအိတန်းရမယ်တန်းလုံးမယ်စသဖြင့်အဲ့လိုပုံစံနေထားတွေဖြစ်ဖို့တော့မလွယ်ဘူးအဲ့တော့အရာအားလုံးမှာအချိန်ရှိပြီးတော့တစ်ဖက်မှာကိုယ့်ဘက်ကလည်းအဆင်ပြေကောင်းမွန်ဖို့တွေလောက်ကရမယ်ဆိုတဲ့ပုံစံနေထားမျိုးတွေရှိအဲ့ဒါကြောင့်မလို့အချိန်ယူပါအချိန်ပေးပါတချို့ຢာတွေကစိတ်ကိုလိုလိုက်ပြီးစွကြိုးလောက်တာတွေအမှားလေးအများကြီးတွေ့နိုင်တယ်အဲ့တော့တေချာလေးကိုယ့်ဘက်ကနေစိတ် control လုပ်နိုင်မှာဖြစ်မယ်ဒီချိန်ကာလမှာစိတ် control မလုပ်နိုင်အမှားအယမ်းများမယ်ပြီးတော့မလိုလားအပ်တဲ့ပြဿနာပုံစံနေထားလေးဖြစ်တတ်တယ်အဲ့တော့တေချာလေးကောင်းမွန်လေးလောက်ကင်ခြင်းအပြင်ကိုယ့်ကိုရင်းချက်ခြင်းအပြင်အနိုင်ယူပါလို့မို့နေပြောချင်ပါတယ်เนาะကျေးဇူးတင်ပါတယ်